ပွဲပြနိုင်ရရှိတဲ့ဆိုပြီးသတင်းနဲ့ဇာတ်တိုက်ထွက်ပေါ်လာတဲ့ဗန်နဲ့တန်တာတို့ပွဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ရဲ့ပါချွေးသားကြီးရဲ့လက်ရှိမီဒီယာတွေကြားထဲမှာတော့ဂျော်ရှွာဗန်နဲ့ဂျပန်ဖိုက်တာတက်ဆူရိုဒိုင်နာတို့ရဲ့လာမယ့်ချန်ပီယံကပတ်လူပွဲကပြန်ပြနိုင်ရရှိတဲ့ဆိုပြီးသတင်းနဲ့ဇာတ်တိုက်ထွက်ပေါ်လာခဲ့ပါတယ်ဒီကနေ့ရက်ပိုင်းကပဲဂျော်ရှွာဗန်ရဲ့ချန်ပီယံကပတ်ကာဝယ်ပွဲအဖြစ်လာမယ့်ဧပြီ17ရက်နေ့ UFC 327ပြန်ပွဲမှာဂျပန်ဖိုက်တာတက်ဆူရိုဒိုင်နာနဲ့ချန်ပီယံကာဝယ်ရမယ်ဆိုပြီး UFC ဘက်ကအတည်ပြုချပြလာခဲ့တာပါဒါပေမဲ့ဂျပန်ဖိုက်တာတက်ဆူရိုဒိုင်နာဘက်ကဗန်နဲ့ချန်ပီယံကပတ်လူပွဲအတွက်လေ့ကျင့်ခန်းဆင်းရင်အနေငယ်ဒဏ်ရာရရှိသွားတယ်လို့သတင်းတွေထွက်ပေါ်နေတာပါဒါကြောင့်တက်ဆူရိုဒိုင်နာအနေနဲ့ပွဲထိုးနိုင်မှုအတွက်လောလောဆယ်မသိမချဖြစ်နေပြီးပွဲပြနိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်ဒါပေမဲ့နာမည်ကြီးသတင်းဌာနတွေနဲ့ကစားသမားကိုယ်တိုင်ကတရားဝင်အတည်မပြုသေးတာဖြစ်လို့လည်းလက်ရှိမှာကောလာဟလာအဆင့်သာရှိနေသေးတာပါဒါပြင် UFC ဘက်ကလည်းပွဲပြတ်သွားတယ်လို့တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးတာဖြစ်ပါတယ်ဂျပန်ဖိုက်တာတက်ဆူရိုဒိုင်နာကတော့ဂျော်ရှွာဗန်ချန်ပီယံဖြစ်လာတဲ့ UFC 323ပြန်ပွဲမှာမိုရီနိုချုပ်ကွက်နဲ့အလဲထိုးနိုင်ရရှိပြီးကပတ်လူဝင်ရရှိထားခဲ့တာပါဒါအပြင်ဗန်ရဲ့ဖလောင်ဝိုင်တန်ချန်ပီယံကပတ်ကိုလည်းဂျပန်နိုင်ငံအထိပြန်သဲသွားမယ်လို့တောင်ကြွေးကြော်ထားခဲ့တာပါတကယ်လို့သာဗန်နဲ့တန်နာတို့ပွဲပြတ်သွားမယ်ဆိုရင်တော့မာနီကန်နဲ့ပွဲဖြစ်ဖို့လည်းတရားသလောက်ပါပဲဒါပေမဲ့မာနီကန်ကလည်းပြောင်းလဲနေမှဝိတ်ပြဿနာကြောင့်ရှင်းမပွဲပေါင်းများစွာပွဲပြတ်ထားခဲ့ပူပါတယ်ဒါကြောင့်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်တွားရတော့မှာပဲဖြစ်ပါတယ်